အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဘဆရာကြီးဒေါက်တာမင်းသိန်းခါရဲ့တပည့်ရင်ဆရာဆောင်နာရဲ့တပည့်ဆရာမဟန်နီစင်မဖြစ်ပါတယ်အခုကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့စီဝါရေးအဆင်မပြေဖြစ်နေဘူးเนาะပြလို့ရစီဝါပြန်တက်ဖို့အတွက်ပြလို့ရမယ့်ရတဲ့အားကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဘယ်နေ့သားသမီးမဆိုပေါ့เนาะမိမိမွေးနေ့မနက်6နာရီနဲ့9နာရီခွဲအတွင်းမှာပေါ့မိမိရဲ့အိမ်ဖျားမှာပဲပေါ့เนาะထောပတ်ကိုထောပတ်တပတ်ကန်ပြားရတဲ့ပတ်ကန်ကိုပေါ့နော်နှစ်ပတ်ကန်နှစ်ပတ်ကန်ကိုမြတ်တာဖျားကိုလိုမြတ်ကြီးကိုကက်လူပြီးတော့ကြတော့စီဝါပြန်တက်ဖို့အတွက်လေးလေးနက်နက်ဆူတောင်းအောင်မှာပဲဖြစ်ပါတယ်ထိုရတရားကို9ရက်ဇက်တိုက်ပြုလုပ်ပါမိမိရဲ့စီဝါကြီးပြန်ပြီးတော့ဥမော့စီဝါပြန်တက်လာစီမှာပဲဖြစ်ပါတယ်အားလုံးပဲအဆဆရရအဆင်ပြေတိုးတက်အောင်မြင်ကြီးပွားကြပါစေ